အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ရဟတ်ယာဉ်အမျိုးအစားတွေမှာတောင်ပံနှစ်ထပ်ပါပြီးတော့ဘတ်စုံနီးပါးအသုံးလို့ရတဲ့ရဟတ်ယာဉ်တစ်စီးအကြောင်းကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်ပုံမှန်ရဟတ်ယာဉ်တစ်စီးမှာဆိုရင်သူ့ရဲ့ရဟတ်ယာဉ်ကိုယ်ရဲ့ပေါ်မှာ main rotor ဆိုပြီးတော့တောင်ပံတစ်လက်တွေရှိတယ်သူ့ရဲ့ရဟတ်ယာဉ်အမီးပိုင်းမှာဆိုရင်တော့ tail rotor ဆိုတဲ့တောင်ပံတစ်လက်ပံကားတွေရှိပါတယ်ဒါပေမဲ့အဲ့ဒီရဟတ်မှာဆိုရင်တော့ main rotor ဆိုတဲ့ရဟတ်ယာဉ်ရဲ့ကိုယ်ရဲ့ပေါ်မှာပဲတောင်ပံတစ်လက်ကနှစ်ထပ်ဖြစ်နေရပါအဲ့လိုမျိုးmain rotor မှာကျတော့တောင်ပံတစ်လက်ကနှစ်ထပ်ဖြစ်နေတယ်tail rotor မှာကျတော့တောင်ပံတစ်လက်ကမပါပြန်ဘူးထပ်ပြီးတော့ထူကြတာကပုံမှန်ရဟတ်ယာဉ်တစ်စီးမှာဆိုရင်တည်ယူပို့ဆောင်ရေးကိုသွားရင်သွားတယ်ဒါမှမဟုတ်ဘူးတိုက်ခိုက်ရေးကိုသွားရရဟတ်ဆိုလဲတိုက်ခိုက်ရေးကိုပဲလုပ်တယ်ဒါပေမဲ့အဲ့ရဟတ်ယာဉ်ကကျတော့တည်ယူပို့ဆောင်ရေးကိုလည်းလုပ်လို့ရတယ်တိုက်ခိုက်ရေးကိုလည်းလုပ်လို့ရတယ်အဲ့ဒီရဟတ်ယာဉ်ကတော့ရုရှားနိုင်ငံကနေထုတ်လုပ်ထားတဲ့ကားမော့ကာ29ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကာ29နဲ့ပတ်သက်တဲ့ဘိုးစားအားလုံးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Flyway အကမှာကြိုဆိုပါရစေကားမော့ကာ29ဆိုတဲ့ရဟတ်ယာဉ်ကကာ27ဆိုတဲ့ရဟတ်ယာဉ်ကိုအခြေခံပြီးတော့ထုတ်လုပ်ထားတာပါကာ27ဆိုတဲ့ရဟတ်ယာဉ်ကကြတော့ရင်ငုံသင်းမောတွေကိုတိုက်ခိုက်ဖို့အတွက်ထုတ်လုပ်ထားတဲ့အမျိုးအစားပဲဖြစ်ပါတယ်ဒါပေမဲ့ကားမော့ကာ29ကကြတော့တည်ယူပို့ဆောင်ရေးကိုလည်းလုပ်လို့ရတယ်တိုက်ခိုက်ရေးကိုလည်းလုပ်လို့ရတယ်အဲ့လိုမျိုးလုပ်လို့ရတဲ့ရဟတ်ယာဉ်မျိုးစားပဲဖြစ်ပါတယ်ပြီးတော့သူကလေယာဉ်တင်သင်းမောပေါ်မှာတည်ဆောင်နိုင်တဲ့အမျိုးအစားပဲဖြစ်ပါတယ်ကားမော့ကာ29ရဲ့အမှတ်တင်ကေတာကတော့980 counter rotating rotor ပဲဖြစ်ပါတယ်ဆိုလိုတာကတော့လေယာဉ်ကိုယ်ရဲ့ပေါ်မှာပန်ကာနှစ်ထပ်ပါတာပဲဖြစ်ပါတယ်ပုံမှန်ရဟတ်ယာဉ်တစ်စီးမှာဆိုရင်တော့ရဟတ်ယာဉ်ကိုယ်ရဲ့ပေါ်မှာပန်ကာတစ်ခုရဟတ်ယာဉ်အမီးပိုင်းမှာပန်ကာတစ်ခုအဲ့လိုမျိုးပန်ကာနှစ်ခုရှိပါတယ်ဘာလို့ပန်ကာနှစ်ခုကိုသုံးရလဲဆိုတော့ရဟတ်ယာဉ်ပန်ကာကလဲတဲ့အခါမှာသူ့လဲတဲ့ direction ရဲ့စန့်ကျင်ဘက် direction ကိုရဟတ်ယာဉ်ရဲ့ကိုယ်တွေကလိုက်ပြီးတော့လဲရပါတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ Newton တက်လောကြောင့်ပါတက်ရောက်မှုတိုင်းမှာတမြန်တက်ရောက်မှုရှိတယ်ရဟတ်ယာဉ်တောင်ပံကညာဘက်ကိုလဲလိုက်တယ်ဆိုရင်ရဟတ်ယာဉ်ကိုယ်တွေကဘယ်ဘက်ကိုလိုက်ပြီးတော့လဲပေးရပါတယ်အဲ့လိုမျိုးလဲတဲ့အားကိုကျွန်တော်တို့က toss လို့ခေါ်ပါတယ်အဲ့လိုမျိုးလဲတာကိုခြေဖြတ်ပေးဖို့အတွက်အဲ့လဲအား toss ကိုခြေဖြတ်ပေးဖို့အတွက်ရဟတ်ယာဉ်ရဲ့အမီးပိုင်းမှာပန်ကာတစ်ခုထပ်ပြီးတော့တက်ပေးရပါတယ်ဒါကတော့ပုံမှန်ရဟတ်ယာဉ်ပေါ့နော်ကာ29မှာကျတော့အဲ့လိုမဟုတ်သူ့မှာကျတော့ရဟတ်ယာဉ်ရဲ့ကိုယ်ရဲ့ပေါ်မှာပန်ကာနှစ်ထပ်ပါတယ်ရဟတ်ယာဉ်ရဲ့အမီးပိုင်းမှာကျတော့ပန်ကာမပါတော့သူ့ရဲ့ပန်ကာဘယ်လိုလုပ်လို့လဲဆိုတော့အပေါ်ပန်ကာကညာဘက်ကိုလဲမယ်ဆိုရင်အောက်ပန်ကာကဘယ်ဘက်ကိုလိုက်ပြီးတော့လဲပါတယ်အဲ့လိုမျိုးလုပ်ချင်းအပြင်ရဟတ်ယာဉ်ရဲ့တက်ရောက်နေတဲ့လဲအား torch ကိုခြေဖြတ်ပေးရပဲဖြစ်ပါတယ်အဲ့လိုမျိုးပန်ကာနှစ်ထပ်ပါပြီးတော့လေယာဉ်အမီးပိုင်းမှာတေးရိုတာမပါတဲ့အတွက်ကြောင့်မလို့ဘာကောင်းရလဲဆိုတော့လေယာဉ်တင်သင်္ဘောပေါ်မှာအရွယ်စားကိုပို့ပြီးတော့ချုပ်ပြီးတော့တက်လာနိုင်တယ်ပြီးရင် vibration နဲ့ရတဲ့အတွက်ကြောင့်မလို့ stability ပို့ပြီးတော့ကောင်းလာတာဖြစ်ပါတယ်အဲ့လိုမျိုး stability ကောင်းလာတဲ့အတွက်ကြောင့်မလို့ပြစ်မှတ်တွေကိုချိန်တဲ့နေရာမှာလည်းပို့ပြီးတော့တိတိကျကျချိန်နိုင်မှာဖြစ်ပါတယ်ကားမော့ကာ29ကိုနေတိုးနဲ့အနောက်အစုတွေကတော့နှစ်နေအနေနဲ့ helix base ဆိုပြီးတော့နာမည်ပေးထားပါတယ်သူက pilot 2ယောက်စီးလို့ရတယ်သူ့မှာအသုံးပြုနေတဲ့ engine အနေနဲ့ကတော့ Calimo TV3 117V ဆိုတဲ့ turbo shed engine နှလုံးကိုအသုံးပြုထားတာပဲဖြစ်ပါတယ်ကဲဟုတ်ပြီအဲ့ဆိုရင်ကားမော့ကာ29ရဲ့လက်နက်ပိုင်းကိုဆက်ပြီးတော့တွားလိုက်အောင်ကားမော့ကာ29ကဘယ်ဘက်ချမ်းမှာဆိုရင်တော့ 30mm 2A42 ဆိုတဲ့ဆက်အမြောက်ကိုတက်ဆင်အသုံးပြုနိုင်တာကိုတွေ့ရပါတယ်ပြီးရင်ရဟတ်ယာဉ်ကိုယ်ရဲ့အောက်မှာဆိုရင်တော့ rocket တွေမဇိုင်းတွေကိုတက်လို့ရတဲ့ပိုင်လုံလေးတွေလည်းပါတယ်ပြီးရင် 7.62 ကြီးစံကိုအသုံးပြုထားတဲ့ machine gun ကိုလည်းတက်ဆင်အသုံးပြုနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်ဆက်ပြီးတော့ကားမော့ကာ29ရဲ့တည်ယူပို့ဆောင်ရေးပိုင်းကိုသွားလိုက်အောင်တည်ယူပို့ဆောင်ရေးပိုင်းမှာဆိုရင်တော့ကားမော့ကာ29ကလူ16ယောက်ကိုတည်နိုင်ပါတယ်အလေးချိန်နဲ့ဆိုရင်တော့ 2000 kg ကနေပြီးတော့ 4000 kg ကြာအလေးချိန်ကိုတည်ယူပို့ဆောင်နိုင်ပါတယ်ဒဏ်ရာရနေတဲ့လူတွေကိုတည်ဆောင်ပေးမယ်ဆိုရင်တော့ဒဏ်ရာရနေတဲ့လူ4ယောက်နဲ့ medical အကူတွေကိုတည်ဆောင်သွားနိုင်မှာဖြစ်ပါတယ်အကုန်လုံးကိုခြုံပြီးတော့ကြည့်လိုက်တဲ့အခါမှာကားမော့ကာ29ကတိုက်ခိုက်ရေးလည်းလုပ်လို့ရတယ်တည်ယူပို့ဆောင်လေးလည်းလုပ်လို့ရတယ်နောက်ဆုံးကယ်ဆယ်ရေးမှာပါအသုံးချလို့ရတာကိုတွေ့ရှိရမှာဖြစ်ပါတယ်ဒီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ကားမော့ကာ29က1980နောက်ပိုင်းကလေးကထုတ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ဟောင်းနေပြီလို့တော့ပြောလို့ရတယ်။ဒါပေမဲ့အစစ်စစ် upgrade လုပ်ပြီးတော့ရုရှားရေတပ်မှာအသုံးပြုနေတယ်ပဲဖြစ်ပါတယ်။တချို့ဆိုရင်သူ့ရဲ့စမ်းဆောင်ရည်က Mi-24 ထက်တောင်မှပဲတာတယ်လို့ဆိုကြပါတယ်။မိတ်ဆွေတို့ရောဘယ်လိုထင်လဲ။မိတ်ဆွေတို့ရဲ့ထင်မြင်ချက်ကိုအောက်က comment မှာမျှဝေနိုင်ပါတယ်။လေရင်ကြောင့်ဘိုးစရာတွေကိုထပ်ပြီးတော့တင်ပေးဦးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ channel လေးကို follow နဲ့ subscribe လုပ်ဖို့မမေ့နိုင်အောင်နော်။အာရုံစိုက်ပြီးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်တစ်ပုံမှာပြန်ဆောင်ကြမယ်။